ခိုင်နှင်းဝင်ရဲ့အလူကမောင်ရင်လောင်းပေါ်အခုလိုလှုပ်ရက်လှုပ်ခဲ့ပြီးတော့သူမရဲ့စိတ်ထားကိုထုတ်ပြလိုက်တဲ့ရွှေမွန်ရည် Brighter မင်းသမီးကြီးခိုင်နှင်းဝင်ရဲ့အလူတော်မင်္ဂလာပွဲကြီးကိုတော့နိုင်ငံကျော်ထိပ်တန်းနုပညာရှင်မင်းသားမင်းသမီးများစွာတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီထဲမှာနုပညာလောကရဲ့ဝေးကွာနေကြတာကြားပြီးဖြစ်တဲ့ရွှေနဲ့ရွှေဇနီးမောင်နှံဖြစ်တဲ့ရွှေမွန်ရည်နဲ့ရွှေထူးတို့လည်းတက်ရောက်လာခဲ့ကြတာပါ။သူတို့တွေကခိုင်နှင်းဝင်ကိုကူညီပေးနေမောင်ရှင်လောင်းလေးတွေကိုစမ်းချတဲ့နေရာမှာလည်းမိဘရဲ့နေရာကနေပါဝင်ပေးခဲ့ကြတာပါ။ဒီအချိန်မှာရွှေမွန်ရည်ကမောင်ရင်လောင်းပေါ်မှာထင်မထားတဲ့အလုပ်လေးတစ်ခုလုပ်လိုက်တာကြောင့်အတော်လေးကိုလူပြောများနေကြတာဖြစ်ပါတယ်။ခင်ဗျားကလင်းငယ်တွေကိုရှင်းသားမနေ့သွတ်သွင်းမှုအတွက်စမ်းချတဲ့နေရာမှာရွှေမွန်ရီတို့ဇနီးမောင်နှံကကူညီပေးခဲ့ကြတာပါ။ဒီအချိန်မှာစမ်းချကန်ဒီစပင်းလေးမှာရေးဆိုပြီးတော့ညနာတွေပါရေးရေးဆိုရွှဲသွားတဲ့မောင်ရှင်လောင်းတယောက်ကိုမင်းသမီးရွှေမွန်ရီကသူမရဲ့ကိုယ်ပေါ်မှာခြုံထားတဲ့ပဝါနဲ့တည်တည်ချာချာလေးကိုတုပ်ပေးနေကြတာဖြစ်ပါတယ်။အလူပွဲကြီးမှာတက်ရောက်ဖို့အတွက်လှပဆုံးအခမ်းအနားဆုံးဆိုတဲ့ဝတ်စုံတဲ့ပဝါကိုပြင်ဆင်ထားပေမဲ့လက်တော့ဝဲတစ်ခုလိုမျိုးအသုံးပြုပြီးတော့မောင်ရှင်လောင်းရဲ့မျက်နှာလေးကိုတုပ်ပေးနေကြတာကချီးကျူးစရာစိတ်တက်လေးပဲဖြစ်ပါတယ်။တကယ်ဆိုရင်ရွှေမွေဒီကခက်ချစ်ချင်းနေထိုင်ပြောဆိုတာကြောင့်သူမအင်မတန်မာနကြီးတဲ့မင်းသမီးတလက်လို့ဝေဖန်နေကြတဲ့သူတွေလည်းများပြားပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းခုလိုမျိုးသူမရဲ့တန်မိုးကြီးမားတဲ့ပဝါကိုပေးချမ်းသွားမှမစိုးရင်ပဲမောင်ရှင်လောင်းလေးရဲ့မျက်နှာပေါ်ကရေလေးတွေကိုတေချာစွာတုပ်ပေးနေရကစိတ်တော်ရာနူးညံ့ဖြူစင်သူလေးဆိုတာတက်တည်ပြနေခဲ့ပါတယ်။